ကဲအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဗောနော်အိမ်စီမွေးလေးကြံလေးဆွပြပါမယ်ဖြစ်ပါတယ်ရှင်ကဲစမယ်အကိုနဲ့ဆွမှာပါရှင်ကိုနဲ့ဆွမှာဗောနော်ဒီနာအတန်လေးကိုတီးခတ်မိကြည့်ပေးကြပါနော်ကဲအကိုနဲ့ဆွမှာအကိုကအခုကိုကိုစောင့်နေရဗောနော်This putrid stench of အဲ့ decay. ဒီကောင်အဲ့ဒီ Their မ misery နော် will end by my hand. ဒီ ID လေးပေါ့နော်အဲ ID လေးပေါ့နော်ဒီအဲ့ဒီပုံနဲ့ပါအဲ့လိုရပါတယ်နော်ကဲကိုမွန်ကဒီလိုဟိုခဏလေးပဲစောင့်လိုက်ပါနော်ဒါတော့တငယ်ချင်းတွေပါရှင်ဟောပါပေါ့နော်အင်စီကအကိုနဲ့ဆော့မှာပါဒီကြောင်ကောင်းတယ် ကဲကိုစောင့်နေပါလေအန်ဒီရခင်ကိုခေါ်လိုက်တော့နော်ကိုထမတမိခေါ်ခဲ့ကိုထမစောက်လားခေါ်နေလား ဒီမှာခုမှရောက်တော့ဟောလေ အကိုကပြောရခေါ်ဘယ်လိုခေါ်ผมขอดูน่าจะกล่องนี้ตาเลยใหญ่ตัดต่อไหนก่อนเนาะก็วิธีพี่อะไรนะพี่ก็ได้แม่วิธีพี่วิน่าเก่าไอ้เจ้าว่าผู้ช่วยเนาะนี่ผมมีใจကဲစဆော့ပဲပေါ့နော်အဲ့ဒါတင်ဟိုပါတော့နားလေးအဲ့ဒီရတော့ဆန်းนี่จ้ะนี่จะลีลาไกให้တော့အခုဘာတိုင်းပါလဲမသိဝီစီလည်းမဖွင့်ကိုဝီတီဖွင့်ဟေးဝီတီဖွင့်လို့ဘိုင်းဖွင့်ဝီတီဖွင့်မှာဆိုကွာအဲ့ဒီลีลาไกเราเพื่อนจะมาได้นะดิเว้ยไล่จะไม่มาตัวเสียวแบบไอ้น่ะเว้ยรู้บ่เนาะสุดท้ายแม่ละอ่อยเนาะจ้าไว้ไอ้เจ๊ออกมาจ้าเราจะคนอาจจะมีที่ทำที่ดีกว่าAdiós que en Ciro manizaဆော့ပါပဲအင်စီပေါ့နော်သူကအန်တင်နဲ့စိတ်အန်မှာပေါ့နော်ဘယ်မှာဒီဒီခါလေးကအန်မှာပေါ့နော်အဲဒါမလို့ဒီဟုတ်ပါလားဒီမှာဆက်လာခဲ့တာ ဒီစိုက်ပေါ့နော်ဒီကြပါရှင့်အခုအကွာ enjoy မရပါဘူးโอ้ยไม่ใช่อะไรบ้างไม่ใช่อะไรบ้าง တနေ့များတော့ AYU တောင်းနေပါလေ ว้าวตื่นได้เป็นหมาทำยา ကျွန်တော်နာမည်ကတော့ YouTube ချောင်းပဲဖြစ်ပါမယ်ကျွန်တော် YouTube မှာဒီဗီဒီယိုမှာလုံးဝဗီဒီယိုတော့မှဒီလိုနေတာဒီမှာ Welcome to Mobile Legends. 5 seconds.
အဲ့ So the ဒီ enemy က reaches the ပေါ့ vent. နော်ဝိုင်းတက်ဆိုတာတိတ်ကြနေပါဘူးခုတော့ဤပြပါ ဒီကဘုန်းနဲ့တီတီပေါ်လာပေါ့နော် Time to lay down the law. ငါပဲလဲလဲလွှားပေးရမှာလေလာတယ် ဒီတောင်းပေါ့နော်ကျမရဲ့အကိုက ဒီကတည်းကမမကောင်းဘူးလာတယ် ဒီလိုမှဒီကိုရဟိုက်ပါလောက်လိုက်တဲဆိုဒီတော့ဟိုက်ပါလောက်အောင်ပတ်ကလေးလေးပါပို့ပြီး First blood. ပါဘလော့တော့ Double kill. အဲ့ဒီလိုက်လာနေရတယ်လား Clear the way. အိမ်ကြီးကတက်တော့ဘာမှမပြောဘူးမပြောဘူးပေါ့နော်အကောက်ကဘန်းကန်လာရအားကြောင့်မလို့ YouTube ပေါ်မှာတွေ့ တော့ အိုင်လာနေ I'll bring you to justice. အိုင်လာနေတော့ခုနကတွေ့တော့အခုလာတိတ်မကောင်းဘူးဟုတ်သွားလို့မရဘူးပြတ်သွားမှမမဲသွားတော့အင်ဂျီပေါ့နော်နည်းနည်းလေးအတက်ဝင်ခြင်းမျိုးပေါ့နော်တောင်းမှမှာလည်းဒီကိစ္စကိုကြပါအဲ့တော့ခိုက်ပေါ်လိုက် Finds လိုက် the ပြန်လာ target. Ally has been slain. อืม Enemy ဒီမှာ double ငါမှ kill. တော့ညာ Bullseye. ရတော့နေရအေးနိုးကလစ်ကနိုးကလစ်က Quest back. Okay. Enemy battle spell on CD. သူကအိမ်လာ I would never back down. သူကအိမ်ကြီးတဲ့ပြရတာဝါ Enemy reach level 4. အားလည်းဘိုးဘွားလာ 4. Hey! Stop right there! ကိုစောစော Has been slain. Enemy reach အေး level မရလာဘူးဒီတော့လာသေးတာ Don't underestimate me. ကိုရှိခွာလိုက် Enemy နေခါ has slain the turtle. ဟုတ်တော့နိုင်အောင်ပို့ပြန် The gun represents justice. When pointing at the bad guy. Ally has been slain. Ally has been slain. My shot always finds the target. သွားလာမှာဒီလိုလေးဒါတွေတော့ပို့ပြအောင် Ally has been slain. Initiate retreat. Okay. That once little girl is gonna save someone this ဒီ time. ကိုအခုမှဆက်ဘာလို့မရောက်လာလို့လေးမြ Father, ဒီတခါတော့တေးသွား come back home. စိတ်ညစ်တယ်ဝနာပရိုယူဒီလိုဒီ Our turret has been destroyed. Rampage. အဲ့ဒီလိုလေးပေါ့နော်ဘာပေါ့နော်စတိုင်းပေါ့နော်အပေးရတူတိုင်းကိုအဲ့ဒီတယောက်ချင်းတိုင်းတယောက်အပေးရတူပေါ့နော်အဲ့ဒါမြန်အားလုံးကိုကြိုက်ချင်း Gun ဖြစ်ပါ represents justice. အဲ့ဒီကပြန်ပြီးဖြစ်တယ် Ally attack. Okay. အားလုံးတော့ဖြစ်ပါလားဒီကကြောက် Our turret is under attack. Enemy has been မ slain. ရောက်ဘူးလားဒီလိုဒီတကားမှမရဘူးတိရိုက်ဒီလိုလေးကြမှာထောင်းမှာဆိုအဲ့ဒီ Killing spree. ဘိုးအော် Bullseye.
no play ကပြသွားရင် My gun is still fully charged. အဲ့ဒီကိုကအောက်လဲရောက်သွားပြီတကောင်တော့တက်တာပါနော်ဒီလောက်တော့ဒီလောက်နော်အဲ့စီကိုထဲမှာပေါ့နော်အင်ဂျီကတကယ်ဆိုစကေးရဲ့ The AVP က enemy မ has ချလိုက်အောင် slain ပေါ့ the နော် turtle. အဲ့ဒါမှတစ်ခါတော့တူရော That once little girl is ဟို gonna save အေး someone. Our turret is under attack. ပြောရအောင်နားနောက်တစ်ခါလည်းပြောပါ The gun ဘယ်တော့ represents ကြောက်တယ် justice. ဒီ When က pointing at the bad guys. Our turret has been destroyed. 你看这耳机套， Rampage. That once little girl is gonna save someone. Hang in there. 没呢。ခုကပွဲစားကြီးတယ်တာဝါလားဘယ်မှာလဲ။ကိုမလောက်နေတော့ Open fire! ကိုရပါဘူး Our turret is under attack. Underestimate me. 这个肯定是。 Enemy double kill.